မင်္ဂလာပါရှင်အလွာနီးမှလိုချင်တဲ့ချစ်ကာကာများအတွက်မတ်တော်အမေအင်ချမ်းမြေမှရန်ခဏတစ်ခန်းနဲ့မိတ်ဆက်ပေးပါမယ်ရှင်ဒီခန်းလေးဟာတင်ငန်းကျွမ်းမြို့နယ်ငမိုးရဲခုနှစ်လမ်းမှာတည်ရှိတဲ့ပထမထရန်ခန်းလေးဖြစ်ပါတယ်ရှင်တအိမ်လုံးကိုပါကီအကောင်စားလေးတွေခင်းပေးထားပါတယ် AC အသစ်ဆက်ဆက်လေးတွေတက်ဆင်ပေးထားပါတယ်ဆိုဖာဆက်ဒီဆိုလေးအသစ်ဆက်ဆက်မှထားရှိပေးထားပါတယ်ရှင်နိုင်လှလှလေးတွေဘေးလိုက်ကလေးတွေနဲ့ရှယ်ကိုမှပြင်ဆင်ထားတဲ့အရန်ခန်းလေးဖြစ်ပါတယ်ရှင်သူ့ရဲ့အကြေကတော့စစ်နှစ်ပေခွင်း90ရှိပါတယ်အရန်ခေါ်ဈေးလေးကတော့1500နဲ့30ဟင်းနိုင်လေးနဲ့ရောင်းချပေးပါမယ်ရှင်ဘေးမှာဆိုလို့ရှိရင်လေဘေးလိုက်ကလေးတွေနဲ့အသေးရှားလေးကိုတရရလေးနဲ့လုပ်ပေးထားပါတယ်အခန်းအကြေလေးတစ်ခန်းပါပါတယ်ရှင်အခန်းထဲမှာဆိုလို့ရှိရင်မန်တင်ခုံလေးထားရှိပေးပါတယ်နောက်ဖက် kitchen room လေးမှာဆိုလို့ရှိရင်အဝင်ဝါးလေးမှာ slide door လေးတက်ဆင်ပေးထားတယ်ကြွေပြားလေးတွေကြွေပြားအထူလေးတွေခင်းပေးထားပါတယ်ရှင်ရေချိုးခန်းမှာဆိုလို့ရှိရင်အောက်ကန်လေးပါအသင့်ပါရှိပါတယ်ရှင်ဘိုးထိုင်အိမ်သားပါပဲရှင်ဒီခန်းလေးအားဆိုလို့ရှိရင်တတူးမလန်းအနီးရတနာလန်းအနီးလေထောင်ကန်လန်းအနီးမှာဈေးနီးကြောင်းနီးမှာတည်ရှိတဲ့အရောင်ခန်းလေးဖြစ်ပါတယ်ရှင်ဒီခန်းလေးကိုမတ်တော်မေးရင်အင်ချမ်းမြေဖြစ်လာရောက်ကြည့်ရှုဖို့ဖိုက်ခေါ်လိုက်ပါတယ်ချစ်တို့ရဲ့ကျေးဇူးတင်ပါတယ်ရှင်